ရေကန်တွေကကြောက်စရာကောင်းတဲ့တရဝါကိုဖမ်းမှုအတွက်ဘေးမှာလူတိုင်းကလက်နဲ့အပြည့်နဲ့စောင့်နေကြပြီးတော့နွားတစ်ကောင်ကိုတော့ husky နဲ့ငစားလိုချစ်ပြီးတော့ရေထဲမှာစိန်ထားတာဖြစ်ပါတယ်။ဒါနဲ့မကသေးဘဲနဲ့သူတို့တွေဟာဝေလာငါးကိုထင်းနိုင်လောက်တဲ့ငါးဖမ်းပိုက်ကိုလည်းယူလာခဲ့တာတွေ့ရမှာဖြစ်ပါတယ်။အားလုံးပြင်ဆင်ပြီးတဲ့အခါမှာတော့ဟိုတရဝါကိုဆွဲဆောင်ဖို့တဲ့ husky နဲ့နွားကိုရေကန်ထဲကိုထည့်လိုက်တာဖြစ်ပါတယ်။သူတို့တွေဟာဆောင်ရင်းနဲ့မိုးချုပ်သွားခဲ့ပြီးမြဲတရဝါကြီးကတော့သူတို့စီကိုပေါ်မလာခဲ့ပါဘူး။သူတို့တွေပြန်မှုအတွက်ကြံနေတဲ့အခါမှာတော့ husky ကိုမောင်းတဲ့ဝါတုတ်လီကရေဒါကိုကြည့်ပြီးတော့အကောင်ကြီးတစ်ကောင်လာနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီတဲ့ရင်ကိုကြားတဲ့အခါမှာတော့အားလုံးကတနက်နေ့ပြဖို့အတွက်ချိန်ထားကြပြီးနွားကလည်းအန်ဒီရဲ့ရောက်လာတာကိုသိတဲ့အခါမှာတော့ငင်းငင်းမနေပဲနဲ့ခြေထောက်တွေကိုလှုပ်လာခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့10မီတာလောက်ရှိတဲ့အေယာမမီချောင်းကြီးတစ်ကောင်ပေါ်လာခဲ့ပြီးတော့မီချောင်းကိုဖမ်းဖို့အတွက်ဝါတုတ်တွေက husky ကိုကမ်းခြေဘက်မောင်းသွားပါတယ်။မီချောင်းကစပြီးတော့တိုက်ခိုက်လာတဲ့အခါမှာတော့ husky ကိုမြင့်ပြီးတော့မီချောင်းရဲ့ဘိုက်ပေါ်ကိုထုံစေးပစ်ချလိုက်ပါတယ်။ဒါပေမဲ့ခုနကတော့တိုက်ခိုက်မှုကြောင့်ပဲ husky ကဟန်ချက်ပြတ်သွားခဲ့ပြီးတော့နော်ကရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ husky ကလည်းတခါတည်းပြုတ်ကျပြီးတော့ပျက်စီးလို့သွားပါတယ်။လူတိုင်းကဝါတုတ်လေးကိုစိတ်ပူနေခဲ့ပြီးဒါပေမဲ့လည်းကန်လေးကမိချောင်ကထုံစည်းမိပြီးတော့လဲသွားပြီလားဆိုတာကိုလည်းမသိသေးတာကြောင့်ပဲဘယ်သူကမှအနာကိုမကက်ရဲပါဘူး။လုံခြုံရေးအတွက်လူတိုင်းကတနက်အစစ်ကိုပြောင်းသုံးလိုက်ကြပြီးတော့ဝါတုတ်လေးကတော့ဘာမှမဖြစ်တာကိုတွေ့ရပါတယ်။လူတိုင်းကလည်းသူ့ကိုရှောင်မသွားဖို့တဲ့သတိပေးနေခဲ့ပြီးဒါပေမဲ့သူကရေကန်မျက်နှာပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့အရန်ကိုငြိမ်နေတာကြောင့် husky လေးကနေထွက်လာခဲ့ပါတယ်။သူထွက်လာတဲ့အချိန်မှာပဲမိချောင်ကရုတ်တရက်ပေါ်လာခဲ့ပြီးတော့ရဲမှုကလည်းလူကိုကယ်ဖို့တဲ့ရေထဲကိုမြန်မြန်ဝင်သွားခဲ့ပါတယ်။တော်ပါသေးတယ်ဝါတုတ်လေးကကန်ကောင်းလို့မိချောင်းကပြန်ပြောက်သွားခဲ့ပြီးတော့သူတို့ကိုဆက်မတိုက်ခိုက်တော့တာပါ။ဝါတုတ်လေးလည်း husky ဘော်ကိုပြန်တက်သွားခဲ့ပြီးလူတိုင်းကတော့ရေမျက်နှာပြင်ကိုသာဂိုတစိုက်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့မိချောင်းကိုတော့မတွေ့ပါဘူး။ဟန်ဆောင်ကောင်းတဲ့မိချောင်းကသူတို့ကိုရုတ်တရက်လာပြီးတော့တိုက်ခိုက်တဲ့အခါမှာတော်သေးတာကတော့ရဲမှုကကားဘော်ကိုအမြန်တက်လိုက်ပြီးကားဆရာကလည်းအမြန်မောင်းလိုက်ပါတော့တယ်။မိချောင်းကလည်းကားရဲ့နောက်ကနေလိုက်နေခဲ့ပြီးတော့ပြင်းနေကြတဲ့အခါမှာကားတိုင်းကတိတ်ကိုင်းတစ်ခုပေါ်ကိုလှိမ့်မိတာကြောင့်ကောင်မလေးတယောက်ကကားပေါ်ကနေပြုတ်ကျသွားပါတယ်။မိချောင်းကကောင်မလေးဘက်ကိုလှည့်သွားခဲ့ပြီးကောင်မလေးကြောက်နေတဲ့အချိန်မှာကောင်လေးတယောက်ကနောက်ဘက်ကနေပြီးတော့မိချောင်းကိုတနက်နဲ့ပြစ်ခတ်လိုက်ပါတော့တယ်။မိချောင်းကကောင်လေးဘက်ကိုလှည့်လာခဲ့ပြီးမြဲသူ့ရဲ့အမိကကောင်မလေးကိုရိုက်မိခဲ့ပြီးကောင်လေးရဲ့တနက်ကိုရင်ဆိုင်မှုတဲ့မိချောင်းရဲ့အရေကွန်ကတော့လုံးဝအေးဆေးပါပဲ။အားလုံးပေါင်းပြီးတော့တနက်ပြစ်လိုက်တဲ့အခါမှာတော့မိချောင်းကနေအနောက်ကိုဆုတ်သွားခဲ့ပြီးရေထဲကျသွားတဲ့ကောင်မလေးကတော့ကန်ဆိုးစွာနဲ့မိချောင်းသူ့စီလာနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့သူက husky ဘက်ကိုရေကူးသွားခဲ့ပြီးမိချောင်းကသူ့နဲ့အရန်ကိုနီးလာတဲ့အခါမှာတော့သူကရေအောက်ကိုဝင်သွားပြီးတော့တစ်ပင်ရဲ့နောက်မှာပုံထားလိုက်ပါတယ်။မိချောင်းကလည်းသူ့ကိုမတွေ့တဲ့အခါမှာတော့ကောင်မလေးကအပေါ်ကိုပြန်တက်သွားဖို့ကြံနေခဲ့ပြီးကန်ဆိုးလာကတော့သူ့ရဲ့ခြေထောက်ကတစ်ကိုင်းနဲ့သွားပြီးတော့ညှိနေတာပါ။တော်ပါသေးရဲ့မိချောင်းလာပြီးတော့ကြိုက်တဲ့အချိန်မှာတစ်ကိုင်းကိုပဲထိသွားခဲ့ပြီးတော့ကောင်မလေးလေးအပေါ်ကိုကူးလာခဲ့ပါတယ်။ဝါတုတ်လေးရဲ့ကိုညီမှုရကောင်မလေးက husky ဘော်ကိုအောင်မြင်စွာနဲ့ရောက်သွားခဲ့ပြီးတော့သူတို့နှစ်ယောက်အနားယူဖို့တော့မှအချိန်မရှိခဲ့ပါဘူး။မိချောင်းကရေထဲကနေသူတို့ကိုလာပြီးတော့တိုက်ခိုက်နေပါတယ်။ကန်ကောင်းတာကတော့သူတို့နှစ်ယောက်လွတ်သွားခဲ့ပြီးမိချောင်းက husky လေးမှာတင်နေတာပါဘယ်လိုပဲလို့အဲ့ဒါကနေမလွတ်နိုင်ခင်ပဲနဲ့သူတို့နှစ်ယောက်ကကုန်းမော်ကိုလုံလုံချုံချုံနဲ့ရောက်လာတော့မိချောင်းက husky ကိုစွတ်ပြီးတော့သူတို့စီကိုရောက်ရှိလို့လာခဲ့ပါတယ်အခုချိန်မှာတော့မိချောင်းကအားမရှိတော့ဘဲနဲ့အဲ့ဒီမိချောင်းကလူတွေအများကြီးစားလိုက်တဲ့အကြောင်းကိုတွေးပြီးတော့ရဲမှုဟာမိချောင်းကိုတက်ပစ်ခြင်းနေပါတယ်ဒါပေမဲ့မိချောင်းပညာရှင်ဖြစ်တဲ့ဝါတုတ်လေးကမတက်ပြဖို့အတွက်တောင်းဆိုနေပြီးမိချောင်းတစ်ကောင်ကဒီရွယ်စားတိကြီးလာဖို့အတွက်မလွယ်ကူပါဘူးအခုချိန်ဆိုလို့ရှင်တော့သူ့မှာလည်းလူသားကိုပြန်ပြီးတော့တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲနဲ့ပြီးလို့ရှိရင်လူသားတွေကတော်ရင်တိရစ္ဆာန်တဲ့တဘာဝပတ်ဝန်းကျင်ကိုကာဝယ်တဲ့အကြောင်းမိချောင်းကိုဖမ်းပြီးတော့ပိတ်ထားမယ်ဆိုလို့ရှိရင်မိချောင်းကလည်းလူသားကိုထက်ပြီးတော့တိုက်ခိုက်စာမရှိတဲ့အကြောင်းတွေကိုလည်းပြောပြလိုက်ပါတယ်။ကောင်မလေးကလည်းမိချောင်းကိုမတက်ဖို့အတွက်လိုက်တားပေးနေပြီးတော့ကောင်လေးကလည်းမတက်နိုင်တဲ့အခါမှာတော့မိချောင်းပေါ်မှာထုံစင်းနောက်တဲ့အကြောင်းထုတ်ပေးလိုက်ပါတော့တယ်။အားလုံးကစိတ်ထဲပေါ်သွားတဲ့အခါမှာတော့ဝါတုတ်လေးကိုရေလေးကနေတခုခုကဆွဲလိုက်ပါတယ်။အဲ့ဒါကတော့သူ့မိအတွက်လက်စားချေဖို့လာတဲ့မိချောင်းလေးရဲ့ပါ။ကောင်လေးကဝါတုတ်လေးကိုသွားပြီးတော့ကဲလိုက်ပြီးဝါတုတ်လေးကုန်းပေါ်ကိုတက်လာခဲ့တာနဲ့ရဲမှုကမိချောင်းလေးကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်။တည်သွားတဲ့ကလေးလေးကိုကြည့်ပြီးတော့မိချောင်းမကြီးရဲ့မျက်ဝန်းထဲမှာအမုန်းတွေပြည့်နေပါတယ်။ဒါပေမဲ့သူကအားမရှိဘဲနဲ့မိလဲလို့သွားပါပြီ။အဲနောက်မှာတော့အဖမ်းခံလိုက်ရပြီးတော့ထူးဆန်းတာကတော့နွားလေးလုံခြုံစွာနဲ့ကမ်းပေါ်ကိုပြန်တက်လာခဲ့တာပါ။ဒီတခါသူတို့ရဲ့မိချောင်းဖန်စီရေးကအောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပြီးသူတို့တွေမသိတာကတော့ရေကန်ရဲ့နောက်တစ်ဖက်မှာအဖွားကြီးတယောက်ကအေးရောင်မှမိချောင်းပေါက်စာလေးတွေကိုအစာကျွေးနေတာပါ။ဒါလောက်များတဲ့မိချောင်းကြီးလာလို့ရှင်တော့ဘလောက်တောင်မှကြောက်စရာကောင်းမလဲဆိုတာကတော့မတွေးရစရာတော့ကောင်းနေပါလေခင်ဗျ။